ကစုံကကဘာပေါ်မှာရှိတဲ့အကျမ်းမှာဆိုအစားအစာဒမက်တစ်ကနေ30စင်းနဲ့မှဝင်တဲ့ super food လို့ခေါ်တဲ့အရန်ကျမ်းမှာဆိုအစားအစာတစ်ခုဖြစ်ပါတယ်။ဒါအပြင်ကဘာပေါ်မှာမကောက် NASA ကိုသွားတဲ့ခရီးသည်တွေကပါရွေးချယ်ထားတဲ့အတွက်ကြောင့်မလို့ကဘာပြင်ပမှာပါအကျမ်းမှာဆုံးဖြစ်တဲ့ဟင်းသီးဟင်းရွက်စင်းနဲ့မှပါဝင်ဖြစ်ပါတယ်။ပြီးလို့ရှိရင်ဈေးနှုန်းကြည့်မယ်ဆိုလို့ရှိရင်လည်းအရန်တက်တာတဲ့အတွက်ကြောင့်မလို့$1မှာဈေးနှုန်းနဲ့ကျမ်းမှာဈေးတဲ့အတိုင်းဒါဘယ်လောက်ရှိလဲဆိုတော့ပြတာတဲ့ဇယားမှာလည်းကစုံကနံပါတ်1ကိုရရှိခဲ့ပါတယ်။ပြီးတော့ကစုံကကင်ဆာယောဂါကိုလည်းဆန့်ကျင်စေတဲ့ဓာတ်သတ္တုရှိတယ်ဆိုတာတွေ့ရှိရပါတယ်။ဒါနဲ့ပတ်သက်ပြီး1931မှာသုတေသနပညာရှင်စမ်းသပ်လေ့လာတဲ့အခါမှာကစုံမှာပါတဲ့ protein 80%ကကင်ဆာကိုရှော့ချပေးနိုင်တဲ့ protease inhibitor ဆိုတဲ့ဓာတ်ပါနေတယ်ဆိုတာကိုတွေ့ရှိရပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့ကသွေးကင်ဆာဖြစ်တဲ့သူတွေကဲဆဲကိုယူပြီးတော့တခွဲကံပကံတွေမှာစမ်းသပ်ကြည့်တဲ့အခါမှာသွေးကင်ဆာဆဲတွေတိတိတတ်ယုံနေလာတယ်ဆိုတာတွေ့ရပါတယ်။ဒါပေမဲ့ကစုံကိုစားလိုက်တဲ့အခါမှာစားလိုက်တဲ့ကစုံကအစာမှာရှိတဲ့ enzyme တွေကြောင့်ကိုဥလန်းကြောင့်မှရှိတဲ့ digestive enzyme တွေကြောင့်ကိုကြေသွားပြီးတော့ပျက်စီးသွားနိုင်တယ်ဆိုလို့ရှိရင်ကစုံကကျွန်တော်သွေးတဲ့ကိုဘယ်လိုရောက်ရှိလာပြီးတော့ကျွန်တော်တို့ကင်ဆာကိုကာကွယ်ပေးနိုင်မလဲ။ဒါကြောင့်မို့သူတို့ကအရင်ဆုံးဒါတွေမပျက်စီးသွားခင်ရှာမှာရှိတဲ့ကင်ဆာဖြစ်တဲ့သူတွေမှာစမ်းသပ်ကြည့်ပါတယ်။ရှာကင်ဆာဖြစ်တဲ့သူတွေကိုကီမိုကူထုံးနဲ့ကူးတဲ့အခါမှာအဲ့ကီမိုကူထုံးကြောင့်ဘေးထွက်ဆိုးကျိုးတွေများပါတယ်။ဒါကြောင့်မလို့ဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့နီလန်ကိုရှာဖွေဖို့ကစုံကိုအသုံးပြုခဲ့တဲ့အခါမှာကစုံမှာရှိတဲ့ protein 80%ပါတဲ့အရာကရှာမှာရှိတဲ့ cell လေးတွေနဲ့တိုက်ရိုက်ထိတွေ့မှုရှိပြီးတော့ရှာမှာရှိတဲ့ကင်ဆာရှင်သန်နှုန်းကိုတိတိတတ်လျော့နေသွားစေပါတယ်။ဒါပေမဲ့ကစုံကဒါဆိုလို့ရှိရင်ရှာအတွက်ပဲကောင်းလာလားတခြားနေရာတွေအတွက်ပဲမကောင်းလားဆိုတော့အဲ့လိုမဟုတ်ပါဘူးကစုံမှာရှိတဲ့ protein ကိုကျွေးလိုက်တဲ့အခါမှာแต่အိမ်ကောင်းကင်ဆာရှိတဲ့အမျိုးသမီး9ယောက်မှာ2ယောက်တိတိကကစုံမှာပါတဲ့ protein 80%ကိုပုံမပြတ်ဘဲနဲ့စုပ်ယူနိုင်တယ်ဆိုတာတွေ့ရှိရပြီးတော့အဲ့ဒီ protein အားဖြင့်ကောင်းမွန်တဲ့ကင်ဆာကိုဆန့်ကျင်တဲ့ drug သတ္တုတွေဆိုတာရရှိခဲ့ပါတယ်ဒါကြောင့်မလို့ကစုံတွေစားမယ်ဆိုလို့ရှိရင်တော့လုံးဝကြီးပျက်စီးသွားတာမဟုတ်ဘဲနဲ့ကြံရှိနေတဲ့ drug ကိုကျွန်တော်တို့ရရှိနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့သုတေသနပညာရှင်တွေကဥမာကြီးကင်ဆာနဲ့ဆက်လက်ပြီးတော့စမ်းသပ်ခဲ့ပါတယ်ဥမာကြီးကင်ဆာဖြစ်တဲ့သူကိုပုံမှန်အားဖြင့်ဆရာဝန်တွေကအဲ့ဖြစ်တဲ့နေရာမှာရှိတဲ့ဥမာကြီးအစိတ်ပိုင်းလေးကိုဖျက်လိုက်တယ်ဘာကြောင့်လဲဆိုတော့ဥမာကြီးကင်ဆာဖြစ်ပြီးဆိုအကျိတ်ရှိတဲ့နေရာတွေမှာတခြားနေရာကိုပြတ်နေပြီးတော့တခြားနေရာမှာလည်းအကျိတ်သေးလေးတွေဖြစ်နိုင်တယ်ဒါကြောင့်မလို့ဖြတ်ပြီးပြီဆိုလို့ရှိရင်တော့တခြားနေရာမှာပြန်ပြီးတော့ပေါ်လာနိုင်တဲ့အတွက်ကြောင့်မလို့ဒီလိုမပေါ်လာအောင်လို့တားဆီးထားဖို့အတွက်ဖြည့်ရှင်းတဲ့နီလန်တွေကိုရှာဖွေခဲ့ကြပါအဲ့ဒီခါမှာလည်းကစုံကိုအသုံးပြုခဲ့တဲ့အခါမှာကစုံကဥမိုင်းကင်ဆာမှာရှိတဲ့ကင်ဆာဆဲကြီးထွားမှုကိုနှေးစေရုံနဲ့မကဘူးအဲ့မှာရှိတဲ့ကင်ဆာဆဲလေးတွေတခြားနေရာကိုကျူးကျော်ဝင်ရောက်ပြန့်ပွားမှုကိုလည်းတားဆီးပေးတယ်ဆိုတာကိုတွေ့ရှိရပါတယ်ဒါအပြင်ကစုံကသဲကြီးအိတ်ကင်ဆာကိုစန့်ကျင်ပေးတာနဲ့လည်းဆက်နေတဲ့အတွက်ကြောင့်ဒါနဲ့ပတ်သက်ပြီးစိတ်ဝင်စားဖို့သုတေသနတွေလုပ်သွားဖို့ရှိတယ်လို့လည်းဆိုထားပါတယ်